ဒီဆေးကိုတေချာလေးဆွဲတောက်ပေးမယ်ဆိုလို့ရှိရင်အာယုံကြောအားကောင်းဖို့အတွက်ကို100ခိုင်နှုန်းအာမခံပေးပါတယ်เนาะဒါကျမဆိုလို့ရှိရင်လွန်ခဲ့တဲ့9နှစ်ကအာယုံကြောအားနေတဲ့ဝေဒနာကိုတော်တော်ပြင်းပြင်းထန်ထန်ကိုခံစားခဲ့ရတဲ့သူတယောက်ဖြစ်တယ်ပေါ့เนาะအခုဆိုလို့ရှိရင်ဒါတောက်တာကတဘူးကုံတဲ့အချိန်မှာနည်းနည်းလေးတက်တာလာပါတယ်အခုက4ဘူးကုံပြီးမှ5ဘူးမြောက်ကုံတော့မယ်ပေါ့နော်အခုဆိုလို့ရှိရင်တော်တော်လေးပေါ့ပါလာတယ်လန်းဆန်းလာတယ်အရင်တော့ကမအီမတာဖြစ်နေတာမလန်းမဆန်းဖြစ်တာမျိုးအခုမရှိတော့ဘူးလန်းလန်းဆန်းဆန်းလေးဖြစ်လာတယ်ပေါ့နော်တော်တော်လေးကိုတက်တာလာတယ်အဲ့တော့ကျမလိုမျိုးပေါ့နော်ဒါအာယုံကြောကိုအားနေတဲ့ဝေဒနာကိုနှစ်နဲ့ချီပြီးခံစားနေရတယ်နှစ်နဲ့ချီပြီးအင်္ဂလိပ်ဆေးတွေဆွဲတောက်နေရတယ်နှစ်နဲ့ချီပြီးဆေးရုံဆေးခန်းမပြတ်ကျမလိုမျိုးဆေးရုံဆေးခန်းမပြတ်သွားနေရတဲ့သူတွေဆိုလို့ရှိရင်ဒီဆေးလေးကိုတောက်ဖို့ recommend ပေးတယ်နက်ဆေးမဟုတ်တဲ့အတွက်ဟက်ချလောင်းဆိုပြီးတရက်နှစ်ရက်တောက်ရုံနဲ့တော့တက်တာလာမှာမဟုတ်ပါဘူးအဲ့တော့ကိုကတေချာလေးဆွဲတောက်ပေးမယ်ကျမလိုမျိုးတေချာလေးဆွဲတောက်ပေးမယ်နိမန်လမ်းမှန်လေးတောက်ပေးမယ်ဆိုလို့ရှင်အခုကျမဆိုအင်္ဂလိပ်ဆေးတောက်ဆရာမလိုတော့ဘူးဒီဆေးလေးတစ်မျိုးထဲနဲ့ပဲအခုအဆင်ပြေနေပြီအရင်တော့ကဆိုလို့ရှင်ဖုန်း screen တွေပါလေးကြည့်တယ်ဆိုလို့ရှင်နိုင်ဝက်လောက်ကြည့်ပြီးဆိုမူးနောက်ပြီးမှလူကနေရထိုင်ရခက်လာတာနားထဲမှာတွီးနဲ့လေအဲ့လိုအကောင်အော်တယ်မျိုးအော်တာမျိုးညဖက်အိတ်မပျော်တာမျိုးတွေပေါ့နော်ဖြစ်တယ်အခုဆိုလို့ရှင်ဒီဆေးတောက်ပြီးကြအိတ်ဆေးလုံးဝတောက်ဆရာမလို့တော့အရင်တော့ကဆိုလို့ရှင်အိတ်ဆေးဆိုဆေးအပြင်းဆရာဝန်ကိုယ်တိုင်ညွှန်ပေးတဲ့အိတ်ဆေးကိုအိတ်ဆေးတောက်ရတဲ့အဆင့်ထိဖြစ်ခဲ့တဲ့ကျမပေါ့နော်ဒီဆေးလေးနဲ့တက်တာလာခဲ့တာပါအဲ့တော့ဒီဆေးလေးကိုတောက်ကြည့်ဖို့အကြံပြုချက်နဲ့တရက်နှစ်ရက်တောက်ပြီးမှတော့မတက်တာနိုင်ဘူးတေချာလေးဆွဲတောက်ပေးမယ်တေချာလေးနီးမှန်လမ်းမှန်တောက်ပေးမယ်ဆိုလို့ရှင်100ခိုင်နှုန်းအာယုံကြောအားကောင်းလာစေဖို့အတွက်ကိုအာမခံပေးတယ်ပေါ့နော်အဲ့တော့မာယူချင်တယ်ဆိုလို့ရှိရင်တော့ငွေကြိုလဲစရာမလိုပါဘူးဘယ်မျိုးနဲ့ကိုမဆိုပေါ့နော်အိမ်ရငွေချေပို့ပေးပါတယ်ရှင်